အာလူးချောင်းကြော်ပြုတ်လုံနေအပိုင်းတစ်ပြင်ဆင်ခြင်းနောက်ထပ်10ရက်ကြော်ရင်နှစ်တကူတော့မယ်နော်နောက်ဆိုရင်အိမ်မှာအာလူးတွေပိုနေရင်အမြဲတမ်းအတုပ်ပဲလို့မစားမှနဲ့တော့နောက်တစ်ခါကျရင်ကျွန်တော်လိုမျိုးတမိသားစုလုံးကြိုက်နေတတ်မယ့်အာလူးချောင်းကြော်လေးလုပ်ကြွေးကြည့်ပါလောက်ရတာလဲရိုးရှင်းပြီးအရသာလည်းအရန်ရှိပါတယ်ဒီဗီဒီယိုလေးကိုဆုံးအောင်ကြည့်သွားရင်အိမ်မှာတင်တစ်ခါတည်းနဲ့အောင်မြင်အောင်လုပ်နိုင်မှာပါအပိုင်းနှစ်လှိဖြတ်ပုံအရင်ဆုံးအာလူးနှလုံးကိုအခွန်နွားပြီးစစင်တင်ပြင်ထားပါပြီးရင်အာလူးကိုအလွာထူထူလေးတွေအရင်လှိပြီးအဲ့ဒီကမှတစ်ဆင့်တူတစ်ချောင်းစာအချောင်းလေးတွေရအောင်ပြန်လှိပေးပါအပိုင်းသုံးပြုတ်ခြင်းရီးဆူလာပြီးဆိုရင်စတစုံနဲ့ရှာလကားဤအနေငယ်ထည့်ပေးပါပြီးရင်လှိထားတဲ့အာလူးချောင်းလေးတွေကိုထည့်ပြုတ်ပါမယ်ဒီအဆင့်ကအာလူးတွေကိုအရသာဝင်သွားစေုံနဲ့မကပဲကြော်တဲ့ခါမှလည်းပို့ပြီးကြွသွားစေပါတယ်10မိနစ်ခန့်ပြုတ်ပြီးရင်တော့ဆယ်လို့ရပါပြီအပိုင်းလေးအမုတ်လူချင်းဆယ်ထားတဲ့အာလူးတွေကိုရေအေးနဲ့တစ်ခေါက်လောက်စီးပေးပါပြီးရင်ရေစက်ပြီးဇလုံးတစ်ခုနဲ့ထည့်လိုက်ပါအာလူးကြော်ကျွတ်လေးရဖို့အဓိကလှုပ်ဝက်ချက်ကတော့ဒီအာလူးကြော်တီးတန့်အမှုန့်လေးကိုအသုံးပြုတာပါပဲအာလူးချောင်းလေးတွေတစ်ချောင်းချင်းစီမှာအမှုန့်လေးတွေနှံ့ဆက်ဆက်ဖိသွားအောင်တေချာနေပေးပါအပိုင်းငါကြော်ချင်းစီရပူချင်းချောင်းပုံတစ်ပုံလောက်ရောက်ပြီးဆိုရင်အာလူးတွေကိုထည့်ကြော်လို့ရပါပြီကျွန်တော်ကနေ့တိုင်းအရသာရှိတဲ့အင်ချက်ထင်းလေးတွေကိုမျှဝေပေးနေတာမို့ဗီဒီယိုလေးကို like လေးပေးပြီးအားပေးသွားကြပါအောင်ခင်ဗျာအားလုံးပဲနေ့တင်မှာစိတ်ချမ်းသာကိုယ်ချမ်းသာရှိကြပါစေအာလူးလေးတွေရွှေအိုရောင်ထမ်းပြီးကျွတ်လာပြီဆိုရင်တော့စီထဲကဆယ်လို့ရပါပြီဒီလိုနည်းနဲ့လုပ်ထားတဲ့အာလူးချမ်းကြော်ဟာအရန်ကိုကြွက်ရွပြီးစားလို့ကောင်းပါပဲခရမ်းချင်ဒီ sauce လေးနဲ့တွဲစားရင်တော့တကယ်ကိုလက်မလွတ်နိုင်တဲ့အရသာပါပဲနီးလန်းလေးထီသွားပြီဆိုရင်အိမ်မှာကလေးတွေကိုကိုယ်တိုင်